ကဲဒီနေ့မှာတော့ AC တို့ထိန်ချုံမြို့မှာရှိတဲ့ East Mountain ဆိုတဲ့တောင်ကိုတော့မှာဖြစ်ပါတယ်။ကိုတောင်စားတတ်ပါပြီ။တိတ်စိတ်ကလေးမရိုက်ပြတော့ဘူး။ဒါဆိုဒီနေ့ vlog ကနေနေရှင်းလို့လို့ပါ။တေချာတစ်ခုကတော့တလန်းလို့အရန်လာပါတယ်။ဒါလေးကတော့ဒီတောင်ရဲ့ပထမဆုံးရောက်တဲ့တောင်အဝင်ဖြူပေါ့နော်။ Stabilizer don't be out of my head. This isn't working anymore. I need to use my hand. Like this. ကဲ AC တို့ဆက်သွားမယ်။နည်းနည်းလေးဆက်သွားလိုက်တာနဲ့ဒီနေရာကိုရောက်ပါတယ်။လူလျှောက်လမ်းပေါ့နော်။ရှောက်လန်းကရှေ့ကြီးပဲလောက်ထားပေးပါတယ်။တောင်ဟိုဘက်ဒီဘက်တောင်တောင်လုံးပတ်ထားတာပေါ့နော်။တဲထီချင်ရတယ်နော်ဒီအတွေ့ပါမှမသိပါဘူးဟိုဘက်ချန်တီလျှောက်သွားမယ်ဆိုလို့ရှိရင်ထိန်ချုံမျိုးတစ်မျိုးလုံးကိုကွင်းကွင်းကွက်ကွက်ကိုမြင်ရမှာဖြစ်ပါတယ်။ AC တို့တော့ဆက်မတော်တော့ပါဘူး။ရှောက်လန်းပေါ်မှာလောက်ထားပဲကော်ဖီဆိုင်ကိုတွားနေပါတယ်။ဒီသွေးလာပြန်ပြီ။ကော်ဖီလေးတောက်ပြီးတော့ AC တို့ဆက်သွားပါတော့မယ်။ဒါလေးကဒီတောင်ပေါ်က resort ပေါ့နော်ကဲဒီနေရာလေးကမင်းစီကားစီလူစီလေးစီစီးစရာရှိတဲ့အကုန်စီးရနေရပေါ့နော်AC ကတော့မင်းစီခဲ့ပါတယ်အနေနဲ့ဆက်သွားလို့ရှိရင်တော့ဒီလိုနေရာလေးရောက်ပါမယ်ဒါ AC နဲ့ AC တငယ်ချင်းဒါဘာရေးရမှမသိဘူးဖတ်ပြလို့ဖတ်ခဲ့ဘူးကဲစီရိုဆက်သွားမယ်ဘာလို့ရှုပ်မှမသိပါဘူးစီတနေကိုတယောက်ထဲလို့ရှုပ်နေတာစီထင်တာတဲ့ကွာအများကြီးပို့လာတာပေါ့စီရောက်တော့မရောက်ဘူးဒါပေမဲ့စီပုံတွေမှာမမြင်ဘူးတဲ့ပုံတွေမှာတော့ကြည့်မလားစီလေးရမ်းတိုက်တယ်ပြန်နေပါပြီအခုဒါတောင်အစင်းပေါ့နော်တောင်ချေကိုရောက်လာပြီအခုတိတ်တော့မလာတော့ဒီဘက်ကတော့ဒီဘက်ကျတိတ်တော့မလာတော့ဒီစီရိုဒီမှာခဏလေးထိုင်မယ်မုန်းလေးပါလေးစားပြီးတော့ပြန်တော့မှာမတောင်းရချင်ဟာတာလေးတခုပြောပြမယ်နော်မနက်ကလောလောလောနဲ့ချဲအိတ်တစ်ဘက်ကောက်စဖို့မိခဲ့ပါလေကဲ AC တို့ပြန်ပါပြီပြန်လမ်းမှာဆေးရိုက်ထားတာပေါ့နော် feeling ရုပ်ကြီးနေမလို့တင်တယ်တေးစုံလာရောက်တော့အစီအမ CCTV ကအနားကပ်မလာဖို့လမ်းអော်ပါတယ် AC ရလေးပဲရမယ်ယောဒီနေ့တော့ vlog လေးကတလောက်ပါပဲရှင်ကျေးဇူးတင်ပါတယ်